ခါလေးကိုတိခတ်ပေးမဲ့တိဂိတာပညာရှင်ကတော့ဆရာဒေါက်တာဦးထေးဝင်းဖြစ်ပါတယ်ရန်ကုန်က geology မှာဆရာလုပ်ပြီးတော့ကိုငိမ့်စားဖြစ်ပါတယ်ဆရာကိုလည်းသူပဲကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်သမီးတို့ဒီခက်ပမိုးပေးတယ်ဆရာဒေါက်တာထေးဝင်းနဲ့တကွဦးတို့ဆိုင်အဖွဲ့သားများအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဖွဲ့လေးကိုပေါ့နော်မစိုးပြစ်ခင်ဘူးအားလုံးသချင်းတက်ရတာတကယ်ကိုစိတ်ရှိလက်ရှိနဲ့လုပ်ပြီးတဲ့အတွက်လည်းထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကောက်ပြပေးတယ်ညီမလေးတွေကိုလက်ခုပ်တန်လေးကျင်းချင်းပြပြပါဦးခင်ဗျာကျွန်တော်တို့အားပါတရားကျူးစားတာပါချ
ပြတဲ့ညီမလေးတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရမ်းတော်ပါလေ